လူတွေရဲ့စိတ်အသွင်တရားဟာယက်နဲ့ရိပ်ပေါ်မှာလာပြီးတော့ထင်ပေါ်နေတယ်ဒါအပေါ်ယံကြည့်ုံနဲ့ပဲသိတယ်နောက်တစ်ခါနှုတ်ထွက်ကြတော့လည်းကြည့်စိတ်ဓာတ်ကမာနကြီးတဲ့ပုဂ္ဂိုလ်တို့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တို့ပြောလိုက်လို့ရှိရင်ဒေါသကြီးကစကားတူတဲ့တူတူပြက်ပြက်ပြောတတ်တယ်လားမာဆတ်ဆတ်ပြောတတ်ဒေါသကြီးလို့ရှိရင်ငယ်တော့ကြားဘူးတဲ့တကလုံးလောဘကြီးတော့စကားချိုးတယ်ဒေါသကြီးတော့စကားတိုးတယ်မောဟကြီးတော့စကားအိုးတယ်အိုးတယ်ဆိုတာညံ့ပြင်းတာကိုပြောတာနော်လူတွေမှာလောဘစိတ်ရှိနေတဲ့အခါမလေးစကားချိုးတယ်ဒါမှရမှာဟုတ်သူကမေတ္တာနဲ့ချိုးတာမဟုတ်ဘူးလောဘနဲ့ချိုးတာဒေါသကြီးတဲ့ပုဂ္ဂိုလ်ကြတော့စကားမာဆတ်ဆတ်နဲ့တိုးတောင်းတောင်းပြောတတ်တယ်စိတ်တူတယ်မောဟကြီးတဲ့ပုဂ္ဂိုလ်ကြတော့အစင်မပြေဘူးစကားအိုးတယ်ဆိုတာအစင်မပြေဘူးသူစကားအချိုးရှင်းတော့မညီဘူးအဲ့လိုဖြစ်တယ်လို့ဒီလိုဆိုတာအဲ့တော့လူရဲ့စိတ်ဟာအင်တာမအရေးကြီးတယ်ဆိုတာအင်တာမထင်ရှားတယ်ပေါ့